ဒီနေ့လိုကြာတာပတိနေ့မျိုးမှာထင်မှတ်မထားပဲအဖွဲ့လိုက်ရုတ်တရက်ခီးသွားဖို့စီစဉ်တာကတကယ်ကိုပြောဖို့ကောင်းမှာပါဒါပေမဲ့အဲ့ညကဖြစ်ခဲ့တာတွေကိုပြန်တွေးမိတိုင်းကျွန်တော်အတွက်တော့စိတ်ကနေတွေးပြတ်မတတ်ကြောချမ်းသွားတော့မှာပဲအဲ့ဒီနေ့မွန်လွဲပိုင်းကရန်ကုန်ရဲ့အပူတန်းကိုညီးငွေလိုကမာရုတ်ကကော်ဖီဆိုင်တစ်ခုမှာကျွန်တော်ရဲ့တပ်ပိုင်ရဲရင်နဲ့အောင်ကျော်တို့၄ယောက်သားကော်ဖီထိုင်တောက်နေကြတော့တပ်ပိုင်ကရုတ်တရက်ဟဲ့အောင်နေခုလိုအချိန်မှာရာသီဥတုအေးတဲ့ကလောဘက်ကိုခီးတို့လေးသွားကြအောင်ငါအမျိုးရဲ့ကလောတောင်ဘောကဘန်ဂလိုလေးအားနေတယ်ဆိုပြီးစဆော့ဩတော့တာပါပဲသူစကားဆုံးတော့ခေါင်းငိမ့်ဖို့ကျွန်တော်တို့အချိန်ကြာကြီးမစင်စားလိုက်ရပါဘူးအိမ်တော်တွေလည်းမပါတော့အိမ်တွေကလည်းခွန့်တောင်းတာဆိုတာတဲ့ကြောင်းချအောင်တော့ပဲဖုန်းဆက်ပြီးတပ်ပိုင်ရဲ့အိမ်မှာပဲခဏဆုလိုက်ကြပါတယ်ခီးဆောင်အိတ်တွေမြန်ဆွဲဟောင်ကျော်ရဲ့ကားနဲ့ချက်ချင်းမြမပြည်အထက်ပိုင်းကိုဦးတည်ပြီးကျွန်တော်တို့ဖွဲ့မောင်းထွက်လာခဲ့လိုက်ကြပါတယ်ရန်ကုန်အတွက်ပိတ်ရမဟုတ်တော့လမ်းရှင်းနေတာမို့ခီးလန်းကတော်တော်လေးချုံမွေမြန်ဆန်ခဲ့ပါတယ်ညနေပိုင်းမိထီလာအလွန်တောင်တက်လန်းလေးမရောက်ခင်ရင်းကသူ့မိဘတွေငငယ်ရစားနေကြတောင်ကြီးကတဲထိုးဖွင့်ထားတဲ့စိတ်သားခင်ဆိုင်လေးမှာညစာဝင်စားဖို့အကြံပြုပါတယ်ဒါနဲ့ကျွန်တော်တို့လည်းသူပြောတဲ့ဆိုင်လေးကိုသွားဖို့သဘောတူလိုက်ကြပါတယ်ဆိုင်လေးကိုသွားရတဲ့လမ်းကခက်ချင်းချင်းလေးပါလမ်းပေါ်မှာလူပြတ်နေပေမဲ့ကျွန်တော်တို့ကားရဲ့ရှေ့မှာတော့အမျိုးသမီးတစ်ယောက်လမ်းလျှောက်နေတာကိုမြင်လိုက်ရပါတယ်ကောင်မလေးကျွန်တော်တို့ကားဘေးကိုရောက်တဲ့အချိန်မှာပဲကျွန်တော်တို့တွေကပါဇက်တင်ရတဲ့တယောက်ကဟေ့ကောင်မလေးငါတို့နဲ့လိုက်မလားလို့လှမ်းអော်ပြီးပြောလိုက်ပါတယ်ကားကိုတော့မရဖဲဆက်မောင်းလာခဲ့လိုက်ပါတယ်ကျွန်တော်တို့သွားမဲ့ဆိုင်ကိုလည်းရောက်ကိုဟဲဒီဆိုင်ကမီးအောင်မှိန်ခါဟောင်းဆိုင်ကလေးဆိုင်ပါပဲကျွန်တော်တို့ရောက်တော့ညစာစားချိန်မတိုင်သေးလို့ဆိုင်ထဲမှာလူတော်မရှိသေးပါဘူးအဲ့ဒါနဲ့ပဲထမင်းလေးပွဲနဲ့စားစရာတွေမှာလိုက်ကြပါတယ်ခဏကြာတော့ဆိုင်ကူမာလေးကကျွန်တော်တို့ဝိုင်းကိုလာပြင်ပေးပါတယ်ထမင်းငါးပွဲနဲ့ဟင်းတွေလာချတော့ညီမတို့မှလေးပွဲစာလေးဒါကပိုနေရလို့အောင်ကျော်ကလှမ်းပြောလိုက်တော့ဆိုင်ကူမာလေးကကြောင်သွားပြီးကောင်တာဘက်ကိုလှမ်းអော်မေးလိုက်ပါတယ်အခုဝိုင်းက၄ယောက်တည်းဆိုဘာလို့ငါးပွဲစာပြင်ခိုင်းတာလဲဆိုတော့ကောင်တာနောက်ကဆိုင်ပန်ရှင်ပိုးကြီးကအတန်ကျဲရဲနဲ့ဟဲ့ကောင်မလေးအဲ့ဒီဝိုင်းကအမျိုးသမီးကထမင်းတစ်ပွဲနဲ့ဟင်းရည်တောက်တစ်ခွက်ထပ်တိုးပေးပါဆိုလို့ငါပြင်ခိုင်းတာလေလို့ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတော့ကျွန်တော်တို့၄ယောက်လုံးတယောက်မျက်နှာတယောက်ကြည့်မိသွားပါတယ်ဘာမျိုးသမီးလဲပါရဲ့ဒီမှာယောက်ျားလေး၄ယောက်တည်းရှိရလို့ဆိုင်ကူမာလေးကပြန်အော်တော့မှကောင်တာနောက်ရက်နေတဲ့ပိုးကြီးကမတက်ရက်လိုက်ပြီးကျွန်တော်တို့ဝိုင်းကိုကြည့်လိုက်ပါတယ်ဟေးမင်းတို့နဲ့ပါလာတဲ့အင်ကြီးဖြူနဲ့သမင်းရှိကောင်မလေးလေအိမ်သာသွားတာမဟုတ်ဘူးလားလို့ထပ်ပြောပါတယ်အေးဆက်သွားတဲ့လေတူကဆိုင်ထဲမှာစိတ်ငနဲ့ဖြတ်ပြေးသွားပါတယ်အဖကျွန်တော်တို့မှအမျိုးသမီးပါမလာဘူးဓမ္မကြီးစီးလာတဲ့ကားပေါ်မှာလည်းဒီ၄ယောက်တည်းလို့ရဲရင်ကပတ်ဝန်းကျင်ကိုလက်ညှိုးထိုးပြရင်ညင်းလိုက်တော့အဖိုးကြီးကမျက်လုံးပြူသွားပြီးနှကန်းတွေလည်းတစ်ဆက်ဆက်တုံလို့ဘာမှမပြောတော့ပဲပါဇက်တွေကဘာတွေလဲမသိတိုးတိုးလေးရွတ်နေတော့တာပါပဲကျွန်တော်တို့လည်းစိတ်ထဲမှာဇဝေးစွာနဲ့စားစရာရှိတာတွေခက်သက်လေးစားပြီးအမြန်ဆုံးပတ်စံရှင်းကားပေါ်တက်ခဲ့လိုက်ကြပါတယ်ဘာပဲဖြစ်ဖြစ်အဲ့ဒီအချိန်ထိတော့ကျွန်တော်တို့ကဒါကိုလမ်းဘေးကဦးကျော်ကျော်ဖိုးကြီးတယောက်ရဲ့မှားယွင်းမှုလိုပဲသဘောထားခဲ့ကြတာပါကလောမျိုးအထက်တောင်ပေါ်ဘန်ဂလိုလေးစီကိုရောက်တော့ည10 နာရီလောက်ကျော်နေပါပြီလမ်းကလည်းကြောက်ခဲထူပြီးမှောင်မိုက်နေတာမို့ကားကိုခက်ဖြည်းဖြည်းပဲမောင်းဝင်လာခဲ့ရပါတယ်ဘန်ဂလိုကတောင်ဆောင်ပေါ်မှာစောက်ထားတာဖြစ်ပြီးအောက်ကကလောမျိုးရဲ့ညမီးအောင်နဲ့စီးမိုးမြင်ရတဲ့ရှုခင်းကတော့တကယ်ကိုတာယာလှပလွန်ပါတယ်ဘန်ဂလိုဆောင်ဥပဒေနဲ့သူဇနီးကကျွန်တော်တို့ကိုပြူပြူငါငါကြိုးဆိုပြီးအခန်းတော်ကိုပေးပါတယ်ဒါကပင်မတကားတော့ဒါကအိတ်ခမ်းတော်တွေပါကိုတို့ပင်မအိတ်ခမ်းကြီးကတော့ပိုင်ရှင်ရဲ့အခန်းကိုပိတ်ထားပါတယ်လူဝတ်တာရှိရင်တော့ဘေးအိမ်မှာဥလို့ရှိရနော်လို့ရှင်းပြပါတယ်စကားစမိပြောပြီးဥပဒေတို့လင်များပြန်သွားတော့ကျွန်တော်တို့လည်းပင်မအိတ်ခမ်းထဲမှာဘီယာဘူးတွေဖောက်သချင်းသာတူတူလေးဖွင့်ပြီးအပန်းဖြေနေကြပါတယ်တပ်ပိုင်ကတော့ကလောမျိုးရဲ့ရှုခင်းကိုငေးကြည့်နေတာပါတောက်ဆိုတဲ့တစ်သားတကားမကြီးကိုရုတ်တရက်ခတ်ပြင်းပြင်းခောက်လိုက်တဲ့အတန်ကြောင့်ကျွန်တော်တို့လမ်းဖြတ်သွားကြပါတယ်ရဲရင်ကသွားဖွင့်ပေးလိုက်တော့ဥပဒေဖြစ်နေပါတယ်သူ့လက်ထဲမှာတော့စောင်းတဲ့ခေါင်းတွေပါလာပါတယ်ကျွန်တော်တို့တချင်းတဲ့ကျဲလို့လားပြလို့ရဲရင်ကမေးလိုက်တော့ဥပဒေကခေါင်းခါပြပါတယ်မဟုတ်ပါဘူးကိုကခုနလာတောင်းတဲ့မိန်းကလေးအတွက်လူတဲ့စောင်းတဲ့ခေါင်းလာပို့တာပါကလေးမကအေးတယ်ဆိုလို့ပါဆိုပြီးသူ့စကားစုံတော့ကျွန်တော်နဲ့အောင်ကျော်ကတကားစီကိုတုံးနေပြန်လူလှည့်ကြည့်လိုက်ပါတယ်ဗျာဘာမိန်းကလေးလဲဥပဒေအောင်ကျော်ကတိုင်ကတုံနေပါပြီခါတိသမင်ရှိတဲ့အင်ကြီးဖြူနဲ့ကလေးမလေးခုနကဦးတို့အိမ်တကားကိုလာခောက်ပြီးအေးလို့စောင်းထက်လို့ခြင်းနဲ့ဆိုပြီးဒီဘက်ကိုထွက်သွားတာဆိုတော့ကိုကြားလိုက်ရတော့ကျွန်တော်ရင်ဘတ်ထဲကအဆုတ်တစ်ခုလိုအေးခွေသွားသလိုအသားတွေလည်းချမ်းပြီးစိတ်တုံလာပါတယ်ဥပဒေတကယ်ပြောတာလားကျွန်တော်ရန်ကုန်ကထွက်လာတဲ့ကယောက်ျားလေး၄ယောက်တည်းပါလာတာပါဆိုပြီးကျွန်တော်အော်မေးလိုက်မိပါတယ်ဥပဒေကခြေနေကိုသဘောပေါက်သွားပုံရပါတယ်တာမန်လူဆိုရင်တော့ယူမတက်ကြောက်သွားမှဖြစ်ပေမဲ့တောင်ပေါ်သားမဟုတ်လားသူကတက်ပြင်းပဲတစ်ချက်ချလိုက်ပြီးဒါဆိုရင်တော့မင်းတို့စီနောက်ကနေတစ်ခုပါလာတာဖြစ်လိမ့်မယ်လမ်းမှာစကားများမှားသွားတာလားလို့ပြောပြီးဥပဒေနဲ့ထွက်သွားပါတယ်သူထွက်သွားတော့ကျွန်တော်တို့၃ယောက်သားတကားဝမှာကြောက်လန့်ကြမတက်ရက်ပြီးကြံနေခဲ့တဲ့အချိန်မှာပဲဟဲ့အောင်နေဘာဖြစ်နေရလဲဆိုပြီးတပ်ပိုင်ကအိမ်ထဲကနေလှမ်းမိပါတယ်
တပ်ပိုင်ကဒီလိုတရေတွေနက်တွေဆိုတာလုံးဝမယုံတဲ့သူပါတကားကိုတော့ခတ်လိုက်ပြီးတဲ့နောက်အိမ်ထဲမှာတိတ်ဆိတ်အေးဆက်မှုကစိုးမိုးသွားပါတယ်ကျွန်တော်တို့၃ယောက်ကတော့ကြောက်စိတ်ကြောင်စူပါပေါ်မှာပခုံးချင်းထိပြီးထိုင်နေကြတော့ flash me ကဝင်းကနေပွင့်သွားပါတယ်ဟာမင်းတို့ရုပ်တွေကိုမင်းတို့ပြန်ကြည့်ကြပါဦးတကယ်ကြောက်စရာကောင်းတာကတရေမဟုတ်ဘူးမင်းတို့ရဲ့ရုပ်ဆိုးဆိုးမျက်နှာကြီးတွေလို့ပြောပြီးတပ်ပိုင်ကသူ့ဖုန်းနဲ့ကျွန်တော်တို့တပ်ပုံရိုက်ပြီးအကျေကြီးချီလိုက်ပါတယ်ဟဲ့အောင်ရှောက်မလုပ်နဲ့လို့ကျွန်တော်ကတားပြီးမြဲသူကဂိမ်းမဆိုင်ပါဘူးဟာတကယ်လို့အဲ့ဒီ main ကလေးတရေကလမ်းမှာတွေ့ပြီးလိုက်လာတာဆိုရင်ပုံစံကြည့်ရချောချောလှလှလေးဖြစ်မှာပါအဖိုးကြီးတလွဲလျှောက်ပြောနေရဖို့မင်းတို့ကယုံနေကြတယ်လာစမ်းပါစိတ်ပြေလက်ပြရောက်တုံးရောက်ခိုက်တောက်ဆမ်းပါဆိုပြီးဘီယာဘူးကိုမော့လိုက်ပါတယ်ကျွန်တော်တို့လည်းသူ့ရဲ့ကြောက်လန့်ရှိတဲ့မူရာကြောင့်စိတ်နဲ့လျှော့လိုက်မိကြချိန်မှာပဲတပ်ပိုင်ကကြောက်တဲ့ကြားထအော်လိုက်ပါတယ်